ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုဖတ်ဖူးတဲ့စာအုပ်တုပ်ထဲကဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြခြင်းပါတယ်အဲ့ဒါကတော့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ဟာသူ့အလုပ်ရှင်တထေးရဲ့သမီးကိုကြိတ်ပြီးချစ်ကြိုက်နေပါတယ်တရက်မှာသူဟာသူ့ရဲ့ချစ်စိတ်တွေကိုမမျိုးသိမ့်နိုင်တော့တဲ့အဆုံးအမျိုးသမီးကိုအရေးစွန့်ပြီးဖွင့်ပြောလိုက်ပါတယ်အဲ့ဒီအခါမှာအမျိုးသမီးကဘာပြန်ပြောလဲဆိုတော့ရှင်အခုရနေတဲ့လစာဟာကျမအတွက်တရက်အသုံးစရိတ်ဖေးရှိတယ်။ရှင်လိုဆင်းရဲတဲ့လူကိုလက်ထပ်လိုက်ရင်ကျမတသက်လုံးဆင်းဆင်းရဲရဲပဲနေရမှာပေါ့။ဒီတော့အကောင်းဆုံးအကြံတစ်ခုပေးလိုက်မယ်။အဲ့ဒါကရှင်ကျမကိုချစ်နေမယ်အစားရှင်နဲ့အဆင့်တန်းချင်းတူတဲ့အမျိုးသမီးတစ်ယောက်ကိုရှာပြီးလက်ထပ်လိုက်တာအကောင်းဆုံးဖြစ်မှာပါရှင်လို့ပြောလိုက်ပါတယ်။အမျိုးသမီးရဲ့တုံ့ပြန်စကားကိုကြားလိုက်ရတဲ့အခါမှာအမျိုးသားဟာအတော်ကြီးရှက်သွားပြီးနောက်တစ်နေ့မှာပဲကုမ္ပဏီကနေအလုပ်ထွက်သွားပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့အဲ့ဒီအမျိုးသမီးကိုလုံးဝမေ့လို့မရပါဘူး။ဒီလိုနဲ့10နှစ်ကြာသွားပြီးတဲ့နောက်မှာသူမမေ့နိုင်ဖြစ်နေတဲ့အမျိုးသမီးတို့ဟာကုန်တိုက်တစ်ခုမှာ shopping ထွက်ရင်းနဲ့အမတ်မထင်ဆုံတွေ့ကြပါတယ်။သူဟာအမျိုးသမီးကိုစမခေါ်ရဲလို့ကြည်နေတော့မှပဲအမျိုးသမီးဟာဝမ်းသာအားရနဲ့ခုလိုနှုတ်ဆက်ပါတယ်။အော်ရှင်ကိုနေကောင်းတယ်မို့လား။ကျမခုလက်ထပ်ပြီးပြီလေ။ကျမယောက်ျားကကုမ္ပဏီတစ်ခုကမန်နေဂျာပါ။လစာက30ရတယ်လေ။ရှင်ကောအဆင်ပြေရဲ့လား။ခုဘာတွေလုပ်နေလဲဆိုပြီးနှုတ်ဆက်ပါတယ်။အမျိုးသားဟာစကားပြန်ပြောမလို့လုပ်နေတော့မှပဲအမျိုးသမီးရဲ့ယောက်ျားဟာသူတို့နားကိုရောက်လာပါတယ်။သူတို့ကိုမြင်တော့ယောက်ျားဖြစ်သူကမိန်းမကဥလိုက်မင်းနဲ့တည်နေတာလားသူကမောင်တို့ကုမ္ပဏီခူးဆောက်ပေးနေတဲ့သိန်းပေါင်းသိန်းချီတန်တဲ့ကုန်တိုက်ကြီးရဲ့ပိုင်ရှင်လေဥလိုက်မင်းကအရင်ကအမျိုးသမီးတစ်ယောက်ကိုဆွဲဆွဲလန်းလန်းချစ်ခဲ့ဘူးတယ်အဲ့ဒီအမျိုးသမီးကသူ့ကိုပြန်မကြိုက်ဘူးလေသူကတော့အဲ့ဒီအမျိုးသမီးကိုမမေ့နိုင်လို့ခုထိလူပြိုကြီးလုပ်နေတာအဲ့ဒီအမျိုးသမီးသာသူနဲ့ညာခဲ့ရင်အရန်ချမ်းသာတဲ့တထေးကြော်ကြီးဖြစ်နေပြီဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါတွေကိုကြားတော့အမျိုးသမီးဟာဘာစကားမှပြန်မပြောနိုင်ပဲတွေးဝေငေးငိုင်သွားပါတယ်။သူမဘာတွေစဉ်းစားနေတယ်လို့မိတ်ဆွေတို့ထင်ပါတယ်လေ။ဒါကြောင့်လူတစ်ယောက်ရဲ့အနာဂတ်ကိုလက်ရှိအခြေအနေကိုကြည့်ပြီးမဆုံးဖြတ်မိပါစေနဲ့လို့ပြောချင်ပါတယ်။အားလုံးအခက်ခဲမှန်သမျှကိုကြော်လွှားပြီးလိုရာပန်းနိုင်ကိုအရောက်လန်းနိုင်ကြပါစေ။